အာမရှိရတဲ့နီးဘုရားသခင်ကိုရမြတ်ကြီးသေချာဟောလိုက်မယ်လို့ဒကာတစ်တို့မှတ်ရမယ်။မှန်ပါဗျာ။တရားထုတ်တဲ့ပုဂ္ဂိုလ်များသည်ဘာကြောင့်အားထုတ်တယ်ဆိုတဲ့ဥစ္စာကိုလည်းရှင်းပြီးဒီကလာဘုရားသခင်ကိုရမြတ်ကြီးကပြောလိုက်ပြီနော်။မှန်ပါဗျာ။အဲ့တော့တရားမထုတ်ပြီးရှင်းဖို့ကာလဘုန်းကြီးတို့ဓမ္မတွေသတိထားကြရကရှင်းလို့အာမထုတ်သေးခင်ဩငါမှာဥပေကြီးလည်းဆက်ရောက်နေပြီ။နာဝေကြီးကလည်းမဝေးတော့ဘူးသေဝေကြီးကလည်းကပ်ရောက်နေပြီဆိုပြီးဒီကလာဒီလိုပဲနာဝေသေဝေဟာတဏှာကြီးလက်ချက်ပဲဆိုတာသိချာမှတ်ရဘုဗေနာဝေသေဝေကဘယ်လိုလက်ချက်ပါတဏှာကြီးလက်ချက်ဓမ္မတွေကသိထားတော့တဏှာကိုနိုင်တာရှာမှာဆိုပြီးဒီကလာဓမ္မတွေကရှာကြပါနော်တဏှာဒီကားလို့ဆိုလို့ရှိရင်မက်ကမှနိုင်တယ်လို့လည်းမှတ်ထားကြပါအဲဒီကဲမက်ကနိုင်တော့ဒီမက်ဖြင့်အရယူမှပဲဒီတဏှာကြောင့်ဘဝိနာပဲသေဝေတွေအပေဝေတွေဖြစ်နေတဲ့ဥစ္စာ30ဘုံမှာဟိုအောင်အောင်သေအောင်အပေလေးပါရအောင်လုတ်တတ်တာကဖြင့်တဏှာပဲဆိုပြီးကြတာဒီတဏှာဖြင့်မက်မှပဲနိုင်တယ်ဆိုပြီးကြတာမဉ္ဇဏ်ပေါ်အောင်ဒကာဓမ္မတွေကကြိုးစားရမယ်။အဲဒီကဲတော့မဉ္ဇဏ်ပေါ်ကြိုးစားတဲ့အခါကျတော့ကျင့်ရတာကလည်းဆင်းရဲမဉ္ဇဏ်ဘုံဉဏ်ပေါ်လာတာကလည်းနှေးတာဒီလိုပုဂ္ဂိုလ်လေးရှိမှန်ပါဗျာ။ကျင့်တော့ကတော့ဗါတဲ့ဆင်းရဲမဉ္ဇဏ်ပေါ်ကိုခါကြတာနှေးနေ။ဩဒီပုဂ္ဂိုလ်ကတစ်မျိုးပါလား။ကျင့်ရတာကတော့ဗါတဲ့ယောဂတွေကြားတဲ့ကိုရွှေ့ခြင်းဒီရွှေ့ခြင်းနဲ့မင်းစားသလိုလိုအညောင်းကများသလိုလိုတလိကကတ်သလိုလိုဝန်းကနာသလိုလိုနဲ့ရှင်းရတာကတော့တခါကျွယ်ဆင်းရဲပါဘူးပြီးတော့ဒီဒုက္ခချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကြီးမြင်ဖို့ရမဉ္ဇဉ်ပေါ်ဖို့ရကတော့နှေးတယ်ဩဒီလိုပုဂ္ဂိုလ်လည်းတစ်မျိုးလို့မှတ်စမ်းဆင်းရဲရဲ့ချင်းမဉ္ဇဉ်ပေါ်နှေးတာကတစ်မျိုးဒါတယောက်နော်ဘယ်လိုကျင့်ရပါမဉ္ဇဉ်ပေါ်ကြတော့နှေးဩဒီလိုပုဂ္ဂိုလ်လည်းရှိမမိကြဘူးဒုတိယပုဂ္ဂိုလ်ကတော့ဓမ္မတော့ဆင်းရဲရဲတော့သူကျင့်တာပဲမဉ္ဇဉ်ပေါ်လာတဲ့အခါသူကမြန်တယ်ဒီပုဂ္ဂိုလ်ကလည်းတစ်မျိုးပဲလို့ဓမ္မတွေမှတ်ရဘယ်နှမျိုးရှိဒုတိယပုဂ္ဂိုလ်ကတော့ရှင်းရတာတော့ဗါတဲ့မဉ္ဇဉ်ပေါ်လာတာဒီပုဂ္ဂိုလ်ကလည်းတစ်မျိုးပဲလို့ဆိုတာမှတ်ရတယ်ဘယ်နှမျိုးရှိသွားနှမျိုးရှိသွားပြီတဲ့ဓမ္မတွေ4မျိုးရှိအောင်နာကြပါနော်သရုပ်ကနိဗ္ဗာန်ရုပ်ထုံမှာလာပါတဲ့အားတော့လျှော့စရာတဘောမှမရှိပါဘူးအချို့ပုဂ္ဂိုလ်ကြတော့ဘိုးတဲ့ချမ်းချမ်းသာသာနဲ့ကျင့်ရပါတယ်တဲ့ဓမ္မတွေနော်ပါတယ်တော့မဉ္ဇဉ်ပေါ်တာကြတော့နှေးနေသူကလည်းတစ်မျိုးပဲဘယ်နှမျိုးရှိသွားအချို့ပုဂ္ဂိုလ်ကြတော့ဓမ္မတို့ကျင့်ရတာကလည်းချမ်းချမ်းသာသာပဲသဘောကျမဉ္ဇဉ်ပေါ်တာကလည်းမြန်တဲ့ဓမ္မတို့သူကဘယ်လိုပါလိမ့်လားမဉ္ဇဉ်ပေါ်တော့လည်းမြန်တယ်ဩဒါဖြင့်လောကကြီးထဲမှာဖြင့်ဓမ္မတို့ပုဂ္ဂိုလ်4မျိုးရှိတယ်ပုဂ္ဂိုလ်4မျိုးရှိတော့ကိုတင်းနာမပုဂ္ဂိုလ်ပြန်ပြီးရှင်းပေးပါဦးမယ်ဓမ္မတို့စင်စင်ရဲရဲကျင့်ပြီးဒီကလာမဉ္ဇဉ်ပေါ်တာသေးတာကတရားစင်စင်ရဲကျင့်ပြီးမဉ္ဇဉ်ပေါ်တာကမြန်တာကတရားချမ်းချမ်းသာသာကျင့်ရပြီးဒီကလာဓမ္မတို့မဉ္ဇဉ်ပေါ်တာနှေးတာကချမ်းချမ်းသာသာလည်းကျင့်ရတယ်မဉ္ဇဉ်ပေါ်တာလည်းမြန်တယ်အလုံးပဲမြောက်ပါကောင်းပြီဒီလိုသိထားရမှာဩမဉ္ဇဉ်တော့ပေါ်ကြတာဒီပဲဒုက္ခကသိငြိမ်းတဲ့မဉ္ဇဉ်တော့ဖြင့်တခါကျော်ပေါ်လာပြီတို့တော့ကျင့်မှုကျင့်နည်းကတော့ဖြင့်4မျိုးရှိစင်စင်ရဲကျင့်ရတာက2ယောက်ချမ်းချမ်းသာသာကျင့်ရတာက2ယောက်အဲဒီကဲတော့ပုဂ္ဂိုလ်ဒီဓမ္မတို့4မျိုးရှိတယ်လို့ဘုရားကဟောတယ်
ဒါဒီခုတရားထုတ်တဲ့ဘုန်းကြီးဓမ္မတွေထဲမှာဒီလေးမျိုးဟာငါပဲမျိုးလဲဆိုတာကိုလေကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ချတယ်နော်အားလျှော့ကြရတော့တကွမှမပါဘူးဆိုတာကိုလည်းကိုယ့်ဟာကိုယ်မှတ်ထားရမညာဘုံညာမရမှလည်းမရှိဘူးနေတာနဲ့မြန်တာတော့ပွားကြတယ်နော်အဲ့တော့ဟိုဒါရှင်ဗျာတပည့်တော်ဓမ္မတွေကတော့ရှင်ဗျာများလို့ပဲကျမ်းဂန်မနှံ့တော့တပည့်တော်အကုန်ရလိုက်တဲ့အထဲသွင်းရမလားလို့ဆိုလို့ရှိရင်ဖြင့်ဓမ္မတို့သူအလုတ်ကပဲပြောလာပါလိမ့်အလုတ်ကပြောလာတော့သံဃာရှိကြလူသေးရဲ့အဲ့ဒါကြောင့်ဓမ္မတို့ပုဂ္ဂိုလ်ကိုကဲခတ်ဖို့တရားလေးစားလို့ဘုရားခင်ကိုရမေကြီးကဟောတော်မူတယ်။တိုင်းပြောကြပါစို့တဲ့တင်းနံပါတ်ပုဂ္ဂိုလ်ကသင်္ခင်ရဲရဲကျင့်ပြီးမဉ္ဇဉ်ဘုံညာအရာနှေးရရနှေးသွားတယ်ကောင်းပြီတဲ့ဓမ္မတို့ဘယ်လိုကြောင့်သင်္ခင်ရဲကျင့်ရသလဲလို့မေးတဲ့အခါကျတော့တရားလေးဖြစ်ပြနှလုံးသွင်းလိုက်ကိလေသာကဈာထိုးလာတရားလေးနှလုံးသွင်းလိုက်ဒီလိုဆိုတော့ဓမ္မတွေကျင့်ရတာကနေသွားတယ်ဆင်းရဲပေါ့ဗျာသူ့ဖယ်နေရတာနဲ့ကြားနေဒါဖြင့်ဒီဓမ္မတွေမှာဆင်းဒေမညာဘုံညာကရခဲ့ကိုဆိုတဲ့ဆင်းရဲတဲ့စိတ်တွေမပေါ်ဘူးပေါ်ကြတယ်ဒါဖြင့်ဆင်းရဲကျင့်ရတာဒီဘယ်နဲ့ကြောင့်ဘုံလုံးမဲတဲ့အခါကြတော့ကိလေသာခြူပြောလို့မှတ်လိုက်ပါဆင်းရဲကျင့်ရတာသေချာမှတ်ပါဓမ္မတို့ကိုယ့်ကိုအထုတ်တော့မှာဩငါကိလေသာခြူပြောလို့အထုတ်နေတဲ့ထဲမှာဈာစိတ်တွေကဝင်ဝင်ထိုးလို့ဆိုပြီးကြတာဆိုတော့ကိုယ်စိတ်ထဲမှာမရနိုင်တော့မဆင်းရဲဘူးအဲ့ဒါဖြင့်ဆင်းရဲတဲ့ပုဂ္ဂိုလ်မှာကိလေသာခြူပြောလို့ဆင်းရဲတယ်လို့မှတ်လိုက်ကြပါဘယ်လိုမှတ်ကြကိလေသာခြူပြောလို့ဆင်းရဲတာလေဓမ္မတို့ဘယ်လိုကြောင့်ဆင်းရဲပါလဲဒါဖြင့်ဒကာသက်ကပဲကဲခတ်တာသူများပြစ်လားတဲ့ကိုယ်ပြစ်လားဒါကြောင့်ဆင်းရဲမှန်ပါဗျာရှင်းမလားရှင်းပါဆင်းရဲကျင့်ပြီးရတဲ့အခါကြလို့ရှိရင်လည်းနှေးမှန်ပါရတဲ့အခါကျတော့မဉ္ဇဉ်ဘုံညာရတာပဲတဲ့သူနှေးသွားမှန်ပါဗျာချိန်ကြာတော့ဗျာဘယ်နဲ့ကြောင့်ကြာတော့မေးတော့သဒ္ဓါကလည်းမထဲဝရိယကလည်းမတန်တတိကလည်းလက်လက်နေတယ်ဘာကြောင့်သမာဓိကလည်းဓမ္မတို့စူးစိုက်စိုက်မရှိပညာကလည်းထုတ်ပြီးနေတာနဲ့နှေးသွားရတော့ရပါလေဒါဖြင့်တဏ္ဍမပုဂ္ဂိုလ်အဖြစ်ကိလေသာထူပြော၍ဣန္ဒြေပညာဣန္ဒြေညံ့ခဲ့တော့တဲ့ဓမ္မတို့စင်စင်ရဲလည်းကျင့်ရမယ်ဣန္ဒြေမထက်တဲ့အတွက်လည်းအရာနှေးရမယ်ရှင်းမလားစင်စင်ရဲဘယ်လိုကြောင့်စင်စင်ရဲကျင့်ရပါလဲကိလေသာထူပြောလို့တကားသိရဘယ်နဲ့ကြောင့်အချိန်ကြာသွားပါလိမ့်နှေးပါလိမ့်မလို့ဆိုတော့ဣန္ဒြေမထက်လို့သတ္တိန္ဒြေဝရိန္ဒြေသတ္တိန္ဒြေသမာဓိန္ဒြေပညာန္ဒြေမထက်လို့တို့တို့ပြောတော့ဥပဒနာပညာမထက်လို့ဒါဖြင့်တဏ္ဍမပုဂ္ဂိုလ်မှာဓမ္မတို့ကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်ရှင်းကြတာပေါ့ဗျာသင်္သေးရဲ့ကျင့်ရတာဘာကြောင့်ပါလိမ့်လို့အရာနှေးတာကဘယ်နဲ့ကြောင့်ပါလိမ့်လို့ဣန္ဒြေနှုတ်လို့သဘောကျသတ္တဣန္ဒြေဝရိဣန္ဒြေသရဣန္ဒြေသမာဓိဣန္ဒြေပညာဣန္ဒြေဆိုတဲ့ဣန္ဒြေ၅ပါးကဘာဖြစ်နေအဲ့တော့ကိုယ်သိဟောငါသင်ရဲ့ကျင့်ရတာလည်းတခြားကြောင့်မဟုတ်ဘူးအရာနှေးတာလည်းဓမ္မတွေသိတဲ့အတိုင်းပညာဣန္ဒြေအစရှိပြီးညံ့လို့မဆိုရဘူးလားဒါဘုရားဟောပါဓမ္မတို့သရုပ်ကနိဗ္ဗာန်ငုတ်တို့မှာဟောပါတယ်ဓမ္မတို့တဏ္ဍမပုဂ္ဂိုလ်ကဆင်းရဲရဲ့ကျင့်ရတယ်ဆိုတာဘာကြောင့်ပါလဲရှင်းဘယ်နဲ့ကြောင့်နှင်းနှီးကိုယ်ကိုယ်မှမဉ္ဇဉ်ဘုံညာနိဗ္ဗာန်ရပါလေဣန္ဒြေနှုတ်ရှင်းအဲ့ဒီတော့ဒီလိုလုပ်လိုက်ဓမ္မတွေဒါကဘုရားဟောတဲ့နည်းဘုန်းကြီးက
ပြင်ပြီးဒီကလာပေးပါအောင်မယ်ဒီဥစ္စာကိုဘုရားကတော့ဖြင့်တဲ့ကိလေသာထူပြောလို့ရှိရင်ဆင်းရဲလိမ့်မကွာအိန္ဒြေလုံးလို့ရှိရင်လည်းအရာနှေးလိမ့်မကွာဘယ်နှချက်ပြနှစ်ချက်ပြပြီးဒီကလာနေတော့တို့ကဒီလိုလုပ်ပါလို့ဒကာဓမ္မတွေနီးပေးရကျိုးစားလဲကျိုးစားကြပါနီးတော့အစုံပေးတာပဲနော်ကျိုးစားပါလို့ဆိုတာသတိပေးလိုက်ပါလေစင်းစင်းရဲကျင့်ရတာဘာကြောင့်ပါလဲဟောဝိပဿနာရှုလိုက်ကိလေသာကကြားခိုလိုက်ဝိပဿနာရှုလိုက်ကိလေသာကြားခိုလိုက်ဆိုတော့ဒကာဓမ္မတွေဖြစ်ပြမြင်လိုက်သာသမီစိတ်အိမ်စိတ်တွေကဝင်လာလိုက်အလုပ်စိတ်တွေကဝင်လာလိုက်ဒကာကျွေတင်းနာပါအဲ့တော့သူကသူများဖယ်နေရတာနဲ့ကိလေသာဖယ်နေရတာနဲ့ပဲကြာသွားကြာတော့ဆင်းရဲမဆင်းရဲပဲအဲ့ဒါဒီလိုလုပ်လိုက်တင်းနံပိုက်တစ်ကိုပြင်ကျင်လို့ရှိရင်ကိုကဖြစ်တဲ့ကလေးတွေတွေးပြီးပထမတစ်ချက်တွေးလိုက်တွေးတဲ့အချိန်မှာကိလေသာကရောင်းဝင်ခိုလာတော့ဒီနေ့ကဒကာသစ်တို့သင်သွားလိုက်လာတဲ့ကိလေသာဖြစ်ဖြစ်ရှုလိုက်ဘယ်လိုလုပ်ကြဟာဒါဖြင့်ဒကာဓမ္မတို့ကိလေသာထူပြောလို့ကျွတ်တို့မှာဆင်းရဲကျင့်ရမှာကိလေသာကိုပင်လည်းဖြစ်ဖြစ်ရှုလိုက်တဲ့တွေ့ကျွတ်တို့မှာဆင်းရဲစရာကိုရှိသေးတယ်ဆရာဘုန်းကြီးသင်လိုက်တဲ့အတိုင်းအိန္ဒြေဟာလည်းကိလေသာပါရှုချဘယ်ကိုရုပ်တွေဝေဒနာတွေရှုမနေနဲ့ဝေဒနာဖြင့်ဝေဒနာတွေရှုမနေနဲ့ကိလေသာလာလည်းကိလေသာရှုချလိုက်ဆိုတော့ပြင်းပြင်းတွေကလည်းချက်မပေါ်ဒါဖြင့်တရားဓမ္မတို့သင်ရတာလည်းကိလေသာကြားထိုးကြားထိုးတဲ့ကိလေသာဘာလို့ကြောင့်ဖြစ်ပြရှုလိုက်တော့တရားဓမ္မတို့ဆင်းရဲမှုပြောက်ဉာဏ်ထက်မှုလည်းရောက်ဆင်းရဲမှုလည်းဉာဏ်ထက်မှုခိုင်းဒကာကျော်ပြင်တတ်ပလားပြင်တတ်ပါဘူးဒကာကြီးမှလည်းပြင်တတ်ပလားဒါအရေးကြီးတယ်အရေးကြီးတဲ့ဓမ္မတို့ကလူငယ်တဲ့နေ့မှာအရေးကြီးတဲ့အချက်လက်ကလေးတွေကြီးပါအလုပ်သမားတွေကိုသက်သက်အကူအညီပေးတဲ့တရားလို့မှတ်ပါအလုပ်သမားတွေကိုသက်သက်အကူအညီဖျားပေးတဲ့နည်းတွေကိုအမျိုးမျိုးတခါလဲမြန်မြန်ရတဲ့ရအောင်နိဗ္ဗိတ်နေတယ်ဆိုတဲ့ဥစ္စာကိုလည်းဥလာဘူးလို့မှတ်ရတယ်။ကဲပရမပုဂ္ဂိုလ်ပြန်ရှင်းပါဦးမယ်တရားဓမ္မတွေနော်။ပရမပုဂ္ဂိုလ်ကတော့ဆင်းဆင်းရဲခြင်းပြီးအရာကမညံဘုံညာအရာကနှေးတယ်တရားသိရ။ဒီပုဂ္ဂိုလ်ကတစ်မျိုးဆိုပါဘယ်နဲ့ကြောင့်ဆင်းရဲခြင်းရပါလိမ့်ဆိုတော့တရားသစ်တို့ဥမာတယ်ကဘယ်နဲ့ဖြေကြပါ့မလဲ။ဟောနေရကြတယ်လက်တယ်တွေ့သူ့ကြောင့်ကျတော့ဆင်းရဲခြင်းရတာသူ့ကိုပဲလေဆရာဘုန်းကြီးပေးတဲ့နည်းနဲ့အိပတိကောကိုလက်မလွတ်ဖဲနဲ့အေးလာခဲ့ပတ်သက်ငါ့ကိုရှုကြားလို့တာပဲရှုဆိုပြီးဒီကဓမ္မတွေကဆင်းရဲဖို့လာပေးတဲ့တရားကိုပဲလေသူ့ကိုကျတော့ကမိတ်ဆွေဖြစ်နေဒကာတဲ့ဘာလို့လဲရအောင်ဒါဖြင့်သူကဆင်းရဲပေးသလားတဲ့ကျတော့ကိုညံထက်မှုပေးသလားဒါဖြင့်ဒီနည်းရတဲ့ကတို့နေရာကြပဲဆင်းရဲကျင့်ပြီးနှင်းနှင်းမှရမယ်ပုဂ္ဂိုလ်ဟာဆင်းရဲလည်းမကျင့်ရဘူးမြန်မြန်လည်းရမယ်တက်က၄သွားဖြစ်တက်ကပါသွားဖြစ်ဩတခါကျွတ်တက်မှတခါကြားရတယ်လို့မှတ်စမ်းပါစာမှဒီရေးစုတာရှိဒီပြင်နည်းရှင်တွေကတပည့်ကျမ်းကမှာဘုရားပဲဟောထားတာရှိအဲ့တော့ဘုန်းကြီးကဒါတွေဓမ္မတွေကိုအကြီးကျယ်ဆုံးသောဉာဏ်နဲ့အကူအညီပေးလိုက်တော့ကိလေသာကြောင့်ဆင်းရဲတယ်ဆိုတာဘုရားကဟောဉာဏ်နေတာကဣန္ဒြေမရင်လို့ပြောတာသဘောကျဉာဏ်နေတာသတ္တိန္ဒြေဝရိယန္ဒြေသတ္တိန္ဒြေသမာဓိန္ဒြေပညာန္ဒြေဆိုတဲ့ဣန္ဒြေ၅ပါးရှိအဲ့ဒါတွေကမရင်ပြက်လို့ဘုရားဟောလိုက်နေတာရှင်းပြီနော်အခုတော့ပြန်ဘုန်းကြီးတို့ဓမ္မတွေတစ်နံပါတ်ပဲမေးလိုက်ပါတယ်တစ်နံပါတ်တစ်ကိုမေးလိုက်တော့ဓမ္မတွေဘယ်နဲ့ကြောင့်ဆင်းရဲကျင့်ရသလိုဒါဖြင့်ဆရာဘုန်းကြီးပြင်တဲ့စီလိုက်ကြ
လာတဲ့ကိလေသာဘာလို့ပြန်ပင်ကိုယ်ကလည်းจิตတို့ကဝေဒနာဖြင့်ဝေဒနာစိတ်ဖြင့်စိတ်ရှုနေတော့ကိလေသာကကြားထုတ်ကြားထုတ်လိုက်တဲ့အခါကျတော့အိပတိကောဘလက်မလွတ်နဲ့အိလာကပသရှုပါလို့သူကနေပြီးဒီကလာခေါ်တယ်ဘောမရောက်ဘူးလားရောက်ပါဘူးကြားထုတ်တဲ့ကိလေသာဘာလို့ကြဖြစ်ဖြစ်ရှုလိုက်တဲ့တွေ့တဲ့တင်းနာမိုက်တက်ဟာလေဒကာဓမ္မတို့သိတဲ့တိုင်းတဲ့စင်စင်ရဲမဖြစ်တော့ရှုစရာများကိလေသာကြားဆိုရင်လည်းရှုစရာမရှိပါဘူးအခုတော့ကိလေသာကြားဆိုတဲ့ကိလေသာဘာလို့ပလိုက်ဖြစ်ဖြစ်ရှုလိုက်တော့အော်ငကူကလည်းဖြစ်ဖြစ်ရှုတဲ့ညာကြားဆိုတဲ့ကိလေသာကိုလည်းဆရာဘုန်းကြီးကပေးလို့ဖြစ်ဖြစ်ရှုတဲ့ညာနဲ့ဆိုတော့ညာကညာချင်းနင်းတော့ဘုရားရိုးရိုးဝေဒနာရှုနေတဲ့ဖြစ်ဖြစ်ပေါ်မှာကိကြားဆိုတဲ့ကိလေသာကိုဖြစ်ဖြစ်ရှုလိုက်ရကြတော့ကျွတ်တော့မှညာချင်းကနင်းဘူးလားညာချင်းကအာသေဝနာပြည့်ကျော်ဆိုတဲ့ဖန်တလဲလဲကတ်လာအဲ့ဒါကြောင့်တရားဓမ္မတို့သင်ရစွာကျင့်ပြီးနှင်းနှင်းမှရမယ်ပုဂ္ဂိုလ်ကိုယ်ပင်လဲဆရာဘုန်းကြီးကပူပေးလိုက်ဘယ်တဏှာမှာဟောတာကြည့်ပြီးတော့လာတဲ့ကိလေသာဘာလို့မလဲဖြစ်ဖြစ်ရှုလိုက်တော့ဉာဏ်ချင်းကဘာလဲအရင်ဝေဒနာရှုနေတဲ့ဉာဏ်စိတ်ရှုနေတဲ့ဉာဏ်နဲ့နောက်ဓာတုအိမ်ကိစ္စရာကိစ္စတွေပေါ်လာတဲ့ဓာတုစိတ်ကိုရှုလိုက်တဲ့ဉာဏ်နဲ့ဉာဏ်ချင်းမနေဘူးလားဉာဏ်ချင်းနေတော့ဣန္ဒြေကလည်းထက်ဆင်းရဲစွာကြက်မှုကလည်းပျောက်ဆိုတော့တင်းနာမှာပုဂ္ဂိုလ်ပင်ဖြစ်လင်ကြတခါကျလေးနံပါတ်ထဲဝင်သွားတယ်ချမ်းချမ်းသာသာကျင့်၍မြန်မြန်ရရချက်ပါဒါဖြင့်တရားဓမ္မတို့ဘုန်းကြီးများကလည်းအမှန်အကူကြီးပေးပြီးဒီကလာအရေးကြီးတဲ့ကူကြီးနှမလို့ကျင့်သူတို့ဒီဘဝအသေးကစောသင်ရဲကျင့်ပြီးဒီကလာညာကနေလို့မရမဲနဲ့သေသွားမယ်ဆိုတော့နောက်ဘဝမှာရမယ်ဒီဘက်ကရောက်သဘောကျအဲ့ဒီလိုနောက်ဘဝမှာရမယ်ဆိုတော့လေတရားဓမ္မတို့ပရိသေတခါနေရလို့ရှင်းမယ်အပြစ်ကြီးစွာသင်ပရိသေတခါနေရဒါတဲ့ဒါလည်းအဲ့ဒီအပြစ်ကိုတော့မှဆရာဘုန်းကြီးကမသိစေချင်တာနဲ့တရားဓမ္မတို့ဆင်းရဲကျင့်ဆိုတာဘာကြောင့်ကျင့်ရပါလဲသေချာမှတခါကျဆင်းရဲကျင့်ဆိုတာဘာကြောင့်ပါလဲကဲမှတဲ့တော့ကဘယ်လိုလုပ်မလဲဓာတ်ကိုပင်ကိုရှိတာကိုလည်းဖြစ်ဖြစ်ရှုတာရှုနေတော့သူကကြားထုတ်လာတော့သူလည်းဖြစ်ဖြစ်ပဲနှိစ္စပဲလို့ဓမ္မတွေရှုလိုက်တော့ဉာဏ်ချင်းကနေဉာဏ်ချင်းကနေတော့ဉာဏ်ကလည်းမထက်ဘူးဒါဖြင့်ဣန္ဒြေထက်ပါဒါဖြင့်ဓမ္မတို့ဆင်းရဲအောင်လုပ်တဲ့ကိလေသာလည်းကျွတ်တို့ကိုအကူအညီပေးဆင်းရဲအောင်လုပ်တဲ့ကိလေသာကလည်းညာတော့နေတာကလည်းဘာဖြစ်သွားဟုတ်သေပြောပြီဒီတိုင်းသာလို့ဒီတိုင်းသာလို့ကြွယ်အားလုံးကဓမ္မတွေနားလည်ကြရလားဆင်းရဲတာဘုရားကြောင့်ဆင်းရဲပါလေညာမထက်တာဒီဘက်နဲ့ညာမထက်ပါလေမလို့ဆိုတော့ညာချင်းဝေးလို့အခုတော့ဖြင့်ဓာတုကိုတရားဓမ္မတွေကဥပဒနာရှုလိုက်တဲ့တွေ့ဉာဏ်ချင်းကတော့နီးပါပါဗျာဓာတုအဖြက်ကလည်းจิตတို့အကူအညီမပေးဘူးလားဒါပြန်အဖြက်ကအကူအညီပေးဉာဏ်ချင်းကနေလို့တရားဓမ္မတို့ဣန္ဒြေကယဉ်ဆိုတော့တိဏ္ဍမပုဂ္ဂိုလ်ဒုဖြစ်နေတောင်မှအခုဆရာဘုန်းကြီးပေးတဲ့နည်းနဲ့လှုပ်လိုက်လို့ရှင်းဖြင့်ချမ်းသာသာကျင့်ပြီးဒီကလာအမြန်ရတဲ့သရုပ်ရပုဂ္ဂိုလ်ဖြစ်တိုင်းလေလွယ်တဲ့အတိတ်ပဲပုဂ္ဂိုလ်ဒါကြောပဲနဲ့မလွယ်ဘူးတဲ့ဘယ်ရလဲ၄မျိုးပဲဟောထားတယ်ဘယ်ရလဲ၄မျိုးပဲဟောထားတယ်ဆိုတော့ဘုန်းကြီးကတခြားသောကျမ်းဂန်တွေဒီဘယ်ဟောတာတွေနဲ့နောက်ပိုင်းနဲ့ရှေ့ပိုင်းညှိလိုက်တော့မှဟာဒီလိုလို့ဖြစ်တာပဲဆိုတော့တင်းနံဘက်က၄ဖြစ်အောင်တရားဓမ္မတို့ဘယ်လိုလုပ်မလဲဆိုတော့၄ဟာတရားဓမ္မတို့အကျိတ်ရှုမယ်ချမ်းသာသာကျင့်ပြီးအမြန်မဲ့ဖို့ရ၄နံပါတ်လေ၄နံပါတ်ကဘာတဲ့အမြန်မဲ့ဖို့ရအဲ့ဒီပုဂ္ဂိုလ်ဖြစ်ရှင်တော့ကိုယ်ကလည်း
တင်းနာမပုဂ္ဂိုလ်ကဖြစ်နေပြန်တော့ယောငါလေးပုဂ္ဂိုလ်ဖြစ်ဖို့ဘယ်လိုများကြံထုတ်ပြီးဘယ်လိုကြိုးစားပါမလဲဆိုတာဒကာဓမ္မတွေညာနဲ့တော့ဝေနေမှာသိပါမဝေဘူးလားအခုတော့ဖြင့်ဒကာဓမ္မတို့စိတ်တွေပါတွေဝေနေရရှိသေးရဲ့ခဲဒါဖြင့်လောက်ကြပါလေဟိုတဲ့ဒကာဓမ္မတို့တင်းနာမပြန်မေးတဲ့စင်းစင်းရဲကျင့်ပြီးနှင်းနှင်းမှရတာတင်းနာမပုဂ္ဂိုလ်ဘာကြောင့်စင်းစင်းရဲကျင့်ရသလဲကိလေသာထူပြောလို့ကိလေသာချားထိုးလို့အဲ့ဒါဘာလို့ကြပြည့်ပြည့်ရှင်းလိုက်တော့ဒကာဓမ္မတို့ကိလေသာသည်ဘုန်းကြီးတို့အားစင်းစင်းရဲကျင့်အောင်လို့လာလို့စင်းစင်းရဲကျင့်အောင်လို့လာလို့တယ်ဆိုတာသိကြပါလားအဲ့ဒါကျွတ်တို့ကမင်းပဲတို့ကိုပင်ကြီးပေးပါကွယ်ဆိုတဲ့သဘောမျိုးလို့သဘောကျကျွတ်တို့ကသူ့ကိုပဲဥပဒနာညာနဲ့ပဲရှုလိုက်ပဲကိလေသာပါလို့လိုက်ရာဂလည်းရာဂဖြစ်တဲ့ရှုစိတ်မချတဲ့လည်းရင်စိတ်မချတဲ့ဒေါသကိုသံဃာတို့ငါးဒီလာနေတဲ့အိမ်မဘာများဖြစ်နေမလို့ဆိုတော့သံဃာလည်းသံဃာဝိသိကိစ္စဆိုတဲ့မောဟဖြစ်တဲ့ရှုချဒီပြည့်ရှုချလိုက်တော့ဒကာဓမ္မတွေပဲစဉ်းစားပါတော့ဉာဏ်ချင်းပဲနဲ့မူလရှုနေတဲ့ကမ္မဋ္ဌာန်းဉာဏ်နဲ့ဒုတိယယာလို့ရှုလိုက်တဲ့ဉာဏ်နဲ့ကမနည်းဘူးလားဉာဏ်နည်းခြင်းကြောင့်ဣန္ဒြေရင်သဘောကျဉာဏ်နည်းခြင်းကြောင့်တယ်လဲဖို့တတ်မှာနှောင်နေဖို့ရာကိုလည်းကိလေသာကြာတော့ရင်သူကပြိဿသမုပ္ပါတမ်းမလို့လားတမ်းခွင့်ရသေးတယ်အဲ့ဒါဖြင့်ကျွတ်တို့ဒီကားလို့ဆိုရင်ချမ်းသာစွာကျင့်ပြီးဒီကာလဒကာဓမ္မတို့မြန်မြန်ရလိမ့်မယ်ပေါ်ကြချမ်းသာစွာကျင့်ပြီးဒီနေ့ပေးကြတာဒကာကျွေးဖြာလာပြီဒီအကြောင်းကမတိုက်ဆိုင်တာနဲ့ဒကာသေးရအချိန်ကြီးဆွဲဆွဲထားတယ်ဒီပြင်သိကြရတယ်လည်းများဘူးကဲအခုတော့ဖြင့်ယနေ့ဒကာဓမ္မတွေအထူးကံကောင်းတဲ့နေ့ပဲဆိုတော့ကိုယ်ကတော့ဖြင့်ဒီထဲများသောအဖြစ်သင်္င်ရဲ့ကျင့်ပြီးနှင်းနှင်းမှရမယ်ပုဂ္ဂိုလ်များလိမ့်မယ်ဆိုတာကဖြင့်ကိုယ်ကိုပြီးဆိုဘယ်လိုဆိုကြကဲဒါဖြင့်ကိုယ်ဆရာဘုန်းကြီးပေးတဲ့ဤဘုရားပေးတဲ့ဤနဲ့ပြင်တတ်ပလားပြင်တတ်ပါဘူးဘယ်ဖုဒ္ဓမှာဘုဒ္ဓမှာအမတန်ဘုဒ္ဓနဲ့ဆိုတာဓမ္မတွေသေးသေးချာချာနာကြည့်ကြည့်ဉာဏ်ကြီးကြီးနဲ့ထောင်ကြည့်တယ်မဟုတ်ဘူးဆရာဘုန်းကြီးကူလိုက်တဲ့အချက်ကတိက္ကကိုပဲ၄နံပါတ်ဖြစ်ရပါလား၄နံပါတ်က၄နံပါတ်ဆိုတာကတကယ်ကိုဒကာဓမ္မတို့ချမ်းချမ်းသာသာကျင့်ပြီးဒီကလာအမြန်ရတဲ့ပုဂ္ဂိုလ်ချမ်းချမ်းသာသာကျင့်ပြီးကဲဒကာတဲ့သေးပြောတယ်သေးပြောပါလေဒကာဓမ္မတို့ပါရမီဆောင်နေကိလေသာကြားထုတ်တယ်ဆိုတော့သူပါရမီညံ့လို့ဟုတ်ကလားကိလေသာသူပြောတဲ့ပုဂ္ဂိုလ်ကမဲ့ညံဖွညာရခဲ့တာဟုတ်ဗျအခုကြည်သာတဲ့နာမပုဂ္ဂိုလ်မှာငကိုဘုရားဟောတာကသင်္င်ရဲ့ကျင့်ပြီးနှင်းနှင်းမှရမယ်သင်္င်ရဲ့ကျင့်ရတာတခြားမဟုတ်ဘူးကွာလေကိလေသာသူပြောလို့နှင်းနှင်းမှကျင့်ရတာဟောဒီသူပြောတဲ့ဉာဏ်တွေကမထက်လို့ဣန္ဒြေတွေကမထက်လို့ဣန္ဒြေဆိုတော့သာသံပါနေလို့ဉာဏ်မထက်လို့ပြောလိုက်တယ်။ဒါရင်ဒါဖြင့်တကယ်သိနီးရလား။သင်္င်ရဲ့ကျင့်ရတာဘာသူပြောလို့ကဲရာထိုးတဲ့ကိလေသာခဏခဏလာပါပဲလာရင်မနဲ့လုံးမယ်ဟောတကယ်ပြနေရကြဖြစ်ဖြစ်ရှုလိုက်တော့ကိုနှစ်ကိစ္စပြီနေမှလည်းမြန်တကယ်ဆင်းရဲမှလည်းချမ်းသာသွားညာလည်းဒါဖြင့်ဒကာဓမ္မတို့နှစ်ခုစလုံးကိစ္စပြီးစေနိုင်တဲ့သာလို့သုံးရင်ဒုက္ခပရိပဒါဒန္တာပညာရှင်းမလားအခုတော့ဖြင့်ဒုက္ခပရိပဒါခိဗ္ဗပညာသွားဖြစ်ချမ်းသာသာလည်းကျင့်ရတယ်ကျင့်တာပဲကြောင့်ချမ်းသာကြရှုစရာတွေများလို့ကျင့်ကျွတ်တော့ညာထက်တယ်ရှုစရာတွေများလို့ရှိရင်ဟိုတကယ်သိတိကပါသွားဖြစ်လေးသွားဖြစ်တယ်ဆိုတာခင်ဗျားတို့ဒကာကျွဲတို့ကုလဘူးလို့
အမတန်ကံကောင်းလို့ဒီဟာကြားရတာဗျာဒါထုံးစံတိုင်းဟောနေမယ်ဆိုရင်ခင်ဗျားတို့ကဒီ၄ယောက်တောင်ရှိတာပဲဒုက္ခပထမပုဂ္ဂိုလ်တွေကပဲဆင်းရဲရဲနဲ့ကျင့်ရမှာပဲဖြည်းဖြည်းမှရမတတ်နိုင်ဘူးဒီတိုင်းကြွားရမှာပဲဆင်းရဲနဲ့ခံရုံပဲဖြည်းဖြည်းမှရဖြည်းဖြည်းမှယူယူပဲဘာမှခင်ဗျားတို့ဉာဏ်စွမ်းကံစွမ်းကုန်နေပြီကုန်ပါဘူးဘုရားပြန်ဆရာဘုန်းကြီးကအကူအညီပေးလိုက်အကူအညီပေးလိုက်တရားဓမ္မတို့ဆင်းရဲတာဘုရားကြောင့်ဆင်းရဲတာနှင်းနေရတာဘယ်နဲ့ကြောင့်နှင်းနေရပါလဲညာမထက်ညာညံဝေးမယ်ရှင်းမလားအဲ့ဒါဘုန်းကြီးတို့ဓမ္မတွေကစဉ်းစားလိုက်တာပေါ့ဆရာဘုန်းကြီးသတိပဋ္ဌာန်ပါဠိတော်ကြီးကြည့်ပြီးသူကူညီပေးလိုက်ပြီဆိုတော့ဆင်းရဲလုံးတွေဆိုတာကိလေသာကြားထိုးလို့ဆင်းပေါ်ကြပေါ်ပါဘူးဘုရားကြောင့်ပါခိုင်းဓမ္မတွေကဘယ်နဲ့လုပ်လိုက်မလဲကိလေသာဆိုတာကျွတ်တော့ကိုပင်မအောင်လုပ်မလို့ဝါရှင်းအောင်လုပ်မလို့လာတာသဘောကျအခုသူကပဲကျွတ်တော့မိတ်ဆွေဖြစ်နေခမည်းကျုပ်မိပြုပြီးရှုပါဗျာဉာဏ်ထက်ပါလိမ့်မယ်လို့မပြောတော့လီပြောပြီးခဲ့တယ်ဥဒ္ဒကူအချိန်ကြီးရောက်ပါမရောက်ဘူးလားရောက်ပါဒါဖြင့်ကျွတ်တော့ဒီ1နံပါတ်ပုဂ္ဂိုလ်က4နံပါတ်ပုဂ္ဂိုလ်ဖြစ်သူရောက်ပါဒါခင်ဗျားတို့ဘိုးကိုယ်တိုင်ဒီတိုင်းလုပ်ကြလို့ရှင်းဖြင့်တစ်က4ရောက်ဖို့ဆိုတာခင်ဗျားတို့ရှင်းကထုံးစံတိုင်းဆိုလို့ရှင်းပြဥမာရင်တို့တို့က1နံပါတ်ပုဂ္ဂိုလ်ဆိုတော့သင်ရင်လည်းရှင်းရမှာပဲမှန်ပါပါနေနေမှလည်းရပါဘူးသူ့ပါမီနဲ့လူလာတာကိုမှန်ပါပါပါမီကိုမပြင်တော့ဘူးခင်ဗျာပြင်ပါပါအခုကလည်းမဟုတ်ဘူးခင်ဗျားတို့တော့ဘယ်လိုလဲထိုင်ခဲ့ရှင်းရတာကိုလည်းများအောင်လုပ်ပေးတယ်ပါဠိနှုံနေတာကိုလည်းဖြောက်လို့ပြီသဘောကျဥမာရီသိဖို့တန်နေတယ်ကတဲ့နီးရပါလားရပါပါနောက်ကဓမ္မတွေဆင်းရဲတာဘယ်လိုကြောင့်ဆင်းရဲတယ်ညာမဲ့ကြောင့်မထက်ကြုံဆိုတော့ညာညံဝေးနေလို့ကဲဒါဖြင့်ကိလေသာရာထိုးလို့ဆင်းရဲတော့ကိလေသာဘာလို့ကြသူနဲ့အနိစ္စငါကရှိနေတာလေငါတို့ရှိလိုက်ပြန်တော့အဲ့ဒါဘုန်းကြီးကူညီပေးတယ်လို့ဆိုတာခင်ဗျားတို့ဘုန်းကြီးကဂုံကြီးရရောက်မှဆိုလို့ဘုရားကသဗ္ဗေသင်္ခါရအိဋ္ဌလာတာရှိပေါ်လားသဗ္ဗေသင်္ခါရအိဋ္ဌလာတာကိုဘာလို့ကမရှိကောင်းလားလို့ပါရလားသင်္ခါရတရားတွေဒီအကုန်ရှိပါကွာဆိုတော့လာတာကျွတ်တော့ရှုပလိုက်လာတဲ့ကိလေသာသင်္ခါရကိုကျွတ်တော့ဘာလုပ်ပလိုက်ဒါဖြင့်တရားဓမ္မတွေစင်စင်ရဲ့ကျင့်တဲ့အဓိပ္ပာယ်ကိုရသေးရဲ့နင်းနေမှရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုရောက်သေးရဲ့ဘယ်အဓိပ္ပာယ်ရောက်ပါလိမ့်မလို့လို့တရားဓမ္မတွေကမေးတော့မှမစင်ရဲဘဲနဲ့အမြန်ရတယ်မစင်ရဲဘဲနဲ့ဒါခင်ဗျားတို့သဘောထားပဲပါလေအမှန်တန်ကောင်းတဲ့အဓိပ္ပာယ်ခင်ဗျားတို့ကိုယ်ရဲ့သဘောထားမရှိတဲ့ပုဂ္ဂိုလ်များလည်းဒီတိုင်းဉာဏ်ထဲမှာမှတ်ထားမှာဘိဒကလည်းတို့ဆရာဘုန်းကြီးဘုရားတဏှာမှာဟောတာကိုတဏှာဟောတဲ့အကူကြီးပြန်ပေးလိုက်တဲ့ခါကျတော့လေတစ်က4နံပါတ်ဖြစ်ရတယ်ဆိုတော့နည်းတဲ့အဓိပ္ပာယ်မဟုတ်ဘူးတစ်ကဘာဖြစ်တော့4နံပါတ်ကဒကာသစ်တို့ဒကာကျွဲတို့မာရင်တို့ပဲစဉ်းစားကြည့်ပါနော်ချမ်းချမ်းသာသာကျင့်၍အမြန်ရရမယ်ဒီရောက်ပါလားရောက်ပါပါချမ်းချမ်းသာသာကျင့်၍အမြန်ရပါကဲဒါဖြင့်တစ်လောက်ပဲအစွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်ကိုလေးအဖြစ်ကိုထိုးတင်ပေးလိုက်တယ်ဆိုတဲ့ကဒကာယူမာတယ်နဲတဲ့ညာမဟုတ်ဘူးအမှန်တန်ရေးကြည့်တယ်ဒကာကျပေါ်လာဒကာသိပြောပြီဆိုတာပေါ်ပါလားပေါ်ပါဘူးဒီတိုင်းသာလောက်ပါဒကာဓမ္မတို့တစ်ပုဂ္ဂိုလ်ဟာ4ပုဂ္ဂိုလ်ဖြစ်ရတစ်ပုဂ္ဂိုလ်ဟာ4ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုတာသိကြကြသိပါဘူးအဲဒါဖြင့်တက်နာမှဖြင့်တက်က4ဖြစ်အောင်ဆရာဘုန်းကြီးဘုရားသခင်ကိုရမကြီးနီးမျိုးမျိုးနဲ့ကူလိုက်တဲ့တွေ့ဒကာဓမ္မတို့တက်က4ဖြစ်တာဟာဖြင့်တို့ပါရမီထူးလို့ပဲနိဗ္ဗာန်ကောင်းလို့ပဲတို့ဖြင့်ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မို့ပဲဆိုပြီးဒီနည်းတိုင်းသာလောက်တက်က4ဖြစ်ရမယ်
ရှင်းမလားရှင်းပါပါဗျာကဲတခါသွားကြအောင်နင့်နာဘပုဂ္ဂိုလ်ကလည်းဒကာဓမ္မတွေစင်စင်ရဲ့ကျင့်ပြီးဒီကလာဗါတဲ့မြန်မြန်စင်စင်ရဲ့ကျင့်ပြီးမြန်မြန်ရမယ်ဆိုတော့ तू ကစင်စင်ရဲ့ကျင့်ရတာတော့ဒကာဓမ္မတွေတမူလေးကမှကိလေသာများလို့သဘောကျစင်စင်ရဲ့ကျင့်ရတာလေကိလေသာထူပြောလို့ရှင်းကြပါပြီကဲဒါဖြင့်ဒကာသစ်တို့ဥမာရင်တို့ကကိုကြီးခုနကပေးတဲ့တိုင်ပေးလိုက်တာကဲကိလေသာပေါ်တော့ပေါ်တဲ့ကိလေသာဘာလို့ဒါဖြင့်ဉာဏ်ရင်းကတော့ဉာဏ်ရင်းကလည်းနေတော့သူငကိုယ်ရင့်နေတဲ့ပုဂ္ဂိုလ်ငကိုယ်လည်းရင့်နေတဲ့ပုဂ္ဂိုလ်ဆိုတော့ဒကာဓမ္မတို့ငကိုယ်ကလည်းဆင်းရဲကျင့်ပြီးသူအမြန်ရမယ့်ပုဂ္ဂိုလ်ကိုအဲ့တော့ဆင်းရဲရဲ့ကျွတ်တော့ကဥပဒနာဉာဏ်နဲ့အကုန်ရှုပလိုက်တဲ့ဆင်းရဲတဲ့တရားတွေအကုန်ရှုပလိုက်တဲ့ဖြင့်ဝါကန့်ကွက်တတ်တဲ့တရားတွေအကုန်ရှုပလိုက်တဲ့ဖြင့်တဲ့ကျွတ်တော့ဒီလေးနာမှာပဲပြန်ဖြစ်သဘောကျဘာပြန်ဖြစ်ပါလေးနာမှာအတိတ်ကဘာပါလဲချမ်းသာကျင့်ပြီးဒီကလာအမြန်ရဒီမှာလဲကိလေသာနိုင်ရင်အမြန်ရတာကြီးမှန်လားရှင်းညဩဒါဖြင့်ဒကာကျွေသိဖို့တတ်မှာတတ်ပါပါဒီလိုကဆရာကောင်းနဲ့မတွေ့လို့နေဝေကောင်းနဲ့မတွေ့ဘူးဆိုရင်ဥမာတယ်လို့စဉ်းစားကြည့်ပါဩကျွတ်တို့ကလည်းဘဝပါမီးကကိလေသာကထူပြောတော့ကျွတ်တို့ကပုဂ္ဂိုလ်3ယောက်ထဲက4ယောက်ထဲမှာ3ယောက်ထဲ1ယောက်ထဲကဖြစ်နေတော့ဖြည်းဖြည်းနဲ့နှင်းနှီးသွားလိတ်သွားတယ်ဘဝရမှာပါပဲကိုယ့်ကိုလျှော့ပလိုက်ပြီကိုယ့်ကိုလျှော့ပလိုက်တော့ဒကာဓမ္မအသေးစောသွားအသေးစောသွားတော့နောက်ဘဝပြိတ္တိနေရတော့တဘဝနှစ်ဘဝနေရတယ်ဆိုရင်လည်းဒုက္ခဒီကပါသွားတာလေးတွေအခုမပြောက်သေးဘူးလားမပြောက်သွားလို့ရှိရင်ဒကာဓမ္မတို့ကိုကျွန်းနေအမတန်မနဲ့နာဘူးဒါဖြင့်ဒကာဓမ္မတို့အခုပြောတဲ့အတိုင်းလိုက်နာလို့ရှိရင်ဖြင့်တစ်ကလည်း၄ဖြစ်နှစ်ကလည်း၄ဖြစ်ဟောတဲ့ဘုဒ္ဓမာလားဆိုတာပေါ်လာတယ်ပေါ်လာဘူးလားပေါ်ပါဗျာဒါဖြင့်ဒကာကျွေသိဘုဒ္ဓတဲ့အိဗေကြီးကိုခမည်းတော်ကိုယ်ပိုင်ရလိုက်တဲ့ဖြင့်တဲ့တမင်ညခမည်းတော်ပါရမီရှိတဲ့ပုဂ္ဂိုလ်လို့မဆိုနဲ့ခမည်းတော်ကူညီပေးတဲ့ပုဂ္ဂိုလ်ဟာခင်ဗျားတို့ပါရမီကိုအထမြောင်လုပ်ပေးနေတာရှိပြီးသောပုဂ္ဂိုလ်လည်းခင်ဗျားတို့သိကြတယ်သိကြပါလားဘုရားမတ်ဖို့ရလိုက်တဲ့ပုဂ္ဂိုလ်မှာဟုတ်ပါရဲ့လားလို့သံမြတ်မရှိနဲ့လူမစောနာမဆိုတာဖြစ်နေလူမစောနာမဆိုတာဖြစ်နေပြီတဲ့ကိုညံစောနဲ့တော့ဖြင့်ဒီဥစ္စာဒီလိုမသွားနိုင်တော့ဒီပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှင်လည်းတို့ဟာပြိုတော့အထုသေကန်ကြီးမှရရင်ရမှာသမားရဲ့ဒီပဲတခါလဲဘုဒ္ဓံထိုင်ပြမယ်ဒီကဘုမထိုင်ဘူးဒီလိုကြာတော့မှာတော့နဲ့ပြင်ဆင်ပေးမဲ့လူနဲ့နိနာနေပြရနဲ့ဘုရားဟောတော်မူရာတွေညှိနှိုင်းပြီးတော့ပေးမဲ့လူမရှိရင်တခါတည်းသိကြသွားတယ်သိကြတော့ကသူ့စိတ်ကူပဲလာမှန်းဆိုတော့တော့ကိုအားထုတ်ကြည့်ကိလေသာကကြားထုံးဩဒါပြန်ဘုန်းကြီးဟောတဲ့အတိုင်းဘုရားဟောတော်မူတဲ့အတိုင်းတို့ကစင်စင်ရဲ့ကျင့်ပြီးနှင်းနှင်းမှရမှာအဲ့တော့ခန့်နှင်းပြီးပဲမှန်ပါပါဆိုပြီးကိုယ့်ဟာကိုယ်တခါလေတရားဓမ္မလုံးလာတွေဝရိယတွေအကုန်ပဲပြော့ကုန်တယ်ဆိုတဲ့အဓိပ္ပာယ်သိရပါတယ်မနဲ့နာဘူးအမြန်ရမှာဘယ်နဲ့ဖြစ်သွားနေကအသေးကဆောသွားတယ်မင်းဆိုတော့ကိုကျိုးရတယ်အမှန်ရောက်ကြအောင်ကောင်းလားဒါကြောင့်ဒကာဓမ္မတို့ခုဒီနေ့ပြောတဲ့အရေးဟာဖြင့်ကိုယ်ခန္ဓာကြီးကိုယ်ဒုက္ခကိုယ်သိရင်နဲ့နီးမှာဖြင့်မြန်သိရင်နေသိရင်နှမျိုးပါမီတွေကဘယ်လိုလဲဖြစ်စေကမူအကူညီကောင်းများလို့ရှင်ဗျာနေသိမဲ့ပုဂ္ဂိုလ်တော်မှအမြန်သိနေနေသိရမဲ့ပုဂ္ဂိုလ်တော်မှအမြန်သိနိုင်တယ်ဆိုတဲ့ဥစ္စာဒကာဓမ္မတို့လည်းဆရာနည်းပေါ်မှာမှီတယ်ရှင်းကြည့်ပါတဲ့ဒကာဓမ္မတို့ရှင်သာရိပုတ္တရာဝါရင်ကောင်းလာဟောတဲ့ပရိင်တယ်လေးကမင်းညာပုံညာမရဘူးနမိတ်တောင်မထင်လာဘူးဘုရားကမနဲ့အပ်တော်တဲ့ညနေကိုညီလေးကောင်းတော့
ညနေရသင်္သာရိပုတ္တရာရှင်မဝါလုံးလုံးကဘုရားရှိကြတာမနဲ့အပ်သွားတယ်ညနေကြရမ်းတာဖြစ်ဘာကွာသွားတာတုံးဆိုတော့နီးပေးကွာရှင်းမလားအော်ဘာကွာသွားပါဒါဖြင့်အခုနီးဖြင့်တခါကျလိုလေသေးမရှိဘူးရှိသေးရလားဒါဖြင့်အာရုံတရားနာလာကြတယ်ဒကာဓမ္မတွေဩဒီနေ့ပါရမီအကြီးကျယ်ပြည့်တဲ့နေ့ပါဘယ်လိုဆိုကြပါရမီအကြီးကျယ်ပြည့်တဲ့နေ့ပဲဆိုတာခမည်းတော်ဉာဏ်နဲ့သေသေးချာချာစဉ်းစားကြည့်တော့တန်းရဲ့ကြံ့ပြီးနှင်းနှင်းမှရမယ်ဘုရားကဟောတာတပည့်ကြဒီပုဂ္ဂိုလ်ရှိသေးတယ်ကွာတခါကျမဟောလိုက်ဟောပါသရုကနိဗ္ဗာန်ကိုဓမ္မသေချာကိုယ်တော်တိုင်ဟောပါတယ်နိဗ္ဗာန်ကောင်းညာတော့လေခေါင်းကရှင်သာရိပုတ္တရာကသုံးလနိဗ္ဗာန်မရဘူးဘုရားကမနဲ့မှနိဗ္ဗာန်ညနေရတော့ဖြစ်ဒီတယောက်ပဲသဘောကျဒါဖြင့်ဆရာနည်းပေါ်မှာလည်းမှီသေးတယ်ဆိုတဲ့ဥစ္စာပါမီမချမ်းသဘောကျတို့ဘဝကညံ့ရှင်းခဲ့တယ်လို့ဘဝတွေချနေတယ်ဒီဘဝတွေ့ရတဲ့ဆရာမေပြုပြီးဒီကလာလဲအမြန်သွားနိုင်တဲ့နေ့ရလဲတခါကျော်ရှိသေးတယ်မှတ်လိုက်ပါကဲဥမာရင်တို့ပေးပြောလားပေးပြောပြီတဲ့ဥစ္စာဒကာဓမ္မတို့ချင်းမြောက်ပြီးဒကာဆရာပြောနေတဲ့ဒကာလည်းဘောင်းမင်းနဲ့အမှန်ရှိပြီးသားပုဂ္ဂိုလ်ကိုအမြန်ပြောင်းလို့အမှန်ကခင်ဗျားတို့ဆင်းရဲကျင့်ပြီးနေနေမှရအမှားကြီးပဲဒီပုဂ္ဂိုလ်တွေကသဘောကျအခုဒီဘုရားရှင်ကိုရမေကြီးပြင်ပေးတယ်လို့ရှင်သာရိပုတ္တရာတော်မှညံပြဲနေလို့ဘုရားပြင်ပေးရတယ်လို့ဒီမှာလည်းဘယ်ဟောဒီနေရာမှာဒီဟာဟောမရတော့ဟိုနေရာမှာဘုရားကဒီလိုရှိရသေးတယ်ဆိုတဲ့ဥစ္စာကဒီနေ့ကပါဠိတော်နဲ့တော့ကြိုက်သွားရောက်ပေါ်တကသိရဒီလိုကဈာမဖို့ညံ့ညံ့ရတယ်ဆိုတော့အဲ့ဒီပါဠိတော်တွန်းလိုက်ဒကာကျွနေရာကြခိုင်းဒါဖြင့်ဒကာဓမ္မတို့တိက္ကလေးဖြစ်ပါလေနှစ်ကဟောနေရာကြိုက်တာဒကာသိနေရာကြတယ်ဒကာဓမ္မတို့နော်ဩခင်ဗျားတို့ဆရာဘုန်းကြီးကလည်းကျမ်းကျမ်းမာမာနဲ့ခင်ဗျားတို့ကလည်းထောင်းနေနဲ့နားနဲ့ကျမ်းကျမ်းမာမာနဲ့ရှိလို့တို့ဘာလို့သေးတုံးတွေးမနေနဲ့တော့နော်လာတာရှုပြီးအမြန်မြန်ချမ်းမှာပဲဆိုတာကတွေးတော့လာတာရှုရင်ဖြင့်ဒကာဓမ္မတို့မသိရပါဘူးဂျာတို့လာတာတွေလည်းရှုရင်ဘာဖြစ်လို့မသိရကြုံဆိုဂျာတို့လာတာကပရိစ္ဆေသမုပ္ပါတမ်းမလို့လာတာတမ်းမလို့လာတာကိုကျတို့ကသူ့အတန်းခံသလားတဲ့သူ့ကြောင့်မဖြစ်စေသလားသူလာတာဖြစ်ဖြစ်ရှုလိုက်ကျတို့ညာကမက်ကနေပြီးပရိစ္ဆေသမုပ္ပါဖြတ်ချလိုက်လိုက်တော့ဘုရားကိုညာပွားညာမလားဒါဖြင့်ဒကာဓမ္မတို့ဆင်းရဲစွာကိုကျင့်ရသေးလားဉာဏ်ချင်းကလည်းဆက်သွားတဲ့အတွက်ဉာဏ်ကလည်းထက်သွားပြီဉာဏ်ချင်းမဝေးလို့ဆိုတဲ့ဥစ္စာလည်းဒကာဓမ္မတွေသိပါပြီပေါ်ကြဒါဖြင့်ဒကာကျွဲတို့မှရင်တို့အိုးတဲ့လူပါလားဆိုတာပေါ်လာတဲ့လူပါလားဆိုဒီကြည့်ပါလားဒီပြိနေလေးရှင်သာရိပုတ္တရာသူဆွမ်းငိုင်ကကလေးသူသင်္ကန်းဝတ်ပြီးတော့ဒါလည်းမင်းသင်္ကန်းဝတ်ပြီးတော့ကျင်းกว่าအတုပါတလားတော့ဝါရဝါရရဝါကောင်းရရမေးတယ်မင်းမနေဘူးပြောသမောဘာမြင်သေးဘူးဗျတကယ်ဝါကောင်းရနေကြော်ရလာပြီးကြတခါခေါ်ကြမင်းမနေဘူးကငါပေးရတဲ့ကမ္ဘာမြင်သေးဘူးမြင်သေးဘူးဗျကိုရကြီးရှော့ကြတာငါချိုးလို့ကြောက်မှာမပါဘူးနောက်သတင်းကြတော့မေးကြည့်တော့လဲအမှန်တမရဘူးပြောဒီကိုရကြီးကဆုံးဖြတ်ချက်ချငါကသာဝကသာဝကချွတ်လို့ရမှာပုဂ္ဂိုလ်မဟုတ်ပါဘူးဘုရားဝိနည်းထမရဲ့ဘုရားချုပ်မှရမှာထမရဲ့လို့သူကအောင်လို့ဒါနဲ့ဘုရားရှိဒီကျမ်းလေးခေါ်ပြီးသွားတော့ဘုရားပြုံးတာပေါ့ရှင်သာရိပုတ္တရာကောင်းတန်းပဲလွဲနေပြီဘယ်လိုလုပ်ကြင်ဆိုတော့သူ့မှာအပြင်းရှင်းမရှိဘူးမင်းမတဲ့ဆန်ခွဲသုံးစိတ်နဲ့မလဲဖြစ်နေပြီဒါပညာဣသရေရပြီးသားကဒါကြောင့်တကယ်ခြေချောနေတယ်ဆိုတော့ပြောဖို့လိုသေးတယ်ဟောဒါနဲ့ဘုရားသခင်ကိုရမေကြီးကဲကွာမင်းတပည့်အပ်ထားခဲ့တာပေါ့မင်းညံ့နေတဲ့ခောက်လာခဲ့တာပေါ့ပြောတော့ပြောလိုက်ပြီ
ကိုယ်တော်ကြီးကနေပြီးဒီကလည်းကြာဝင်ကြီးတဲ့ဘုံပေါ်မှာတကိုးနဲ့ဆိုင်ပြီးကြာဝင်နေကျွေကြတဲ့အနိစ္စဖြစ်ပြီးပေးချတယ်အဲ့ဒါရှုခွာဘုရားသခင်ကိုရမကြီးကအဲ့ဒီလိုကျွေကြတာမျိုးခင်ဗျာမင်းရရှိရလားမရှိပါဘူးမရှိလို့ရှိရင်အဲ့ဒါခင်ဗျာမရှိရင်တဏှာသေးတာပဲတဏှာသေးလို့ရှိရင်တမဲ့ရနိုင်တာပဲနောက်များသေးလို့ရှိရင်တဏှာလေးကတင်လေးမဲ့ရပါပဲဆိုပြီးကိုရကြီးကဒီကနေပြီးဒီကလာဒီကြာပန်းကြီးကြောင်းခါမိမယ်အဲ့ဒါကကြည့်ပြီးရှုနေတော့ပြီးတော့ခန္ဓာညံလဲလိုက်ကွာဒီခန္ဓာကြာပန်းလို့ပဲဖြတ်နဲ့အိဋ္ဌာတွေလဲနေတယ်ဆိုတော့ပြန်ကြည့်လိုက်ဆိုတော့ဟိုညာနာဖြစ်တယ်ညနေကြတဲ့ရှင်သေဘုရားလာတော့အာသင့်ဒါကကြောဘာလို့အာသင့်သူနီးပဲလွယ်ဟိုနာတရက်နဲ့ပြီးသူ့နဲ့ရပောင်း90နဲ့တရက်နဲ့ဆိုတော့ဥဒ္ဒါကိုမကွာလားအဲ့ဒါဘာလို့ဆိုတာလဲဒကာဓမ္မတွေနှိုင်းရှင်ကြည့်ပေါ်ပါဘူးမိမိဆရာလုံးပေါ်ကြဒါဖြင့်ခင်ဗျားတို့ဆရာကတော့ဖြင့်အခုနိဗ္ဗာန်မလို့ပါဘူးခင်ဗျားတို့ကလိုရင်တော့ကြာပြီဟုတ်လားဆရာကတော့ဖြင့်နိဗ္ဗာန်မလို့ပါဘူးနောက်ကြားနေရင်တော့ဘယ်လိုလို့အဲ့ဒါလည်းဂုဏ်မြူကြပါနဲ့ဟာတပည့်တော်လိုတယ်ဗျာလိုတာတော့မပြောနဲ့တော့ဗျာဟိုပြောပြရည်ဦးရင်းပြီမလားလိုတာတော့ပြောပြရည်ဦးလို့တခါကျမပြောလိုက်ဘူးလားဘယ်နဲ့ပြင်းတာတွေကုန်ခေါ်ပြရည်ဦးရှင်းမလားအဲ့ဒါတော့ခင်ဗျားတို့ပြင်းတာတွေကားလို့ဆိုရင်ကိုလိုလို့သာမှတ်တော့ဒီဥစ္စာညီးပေးဖြင့်ကုန်းနေပြီတခါကျတော့မငင်းနဲ့ဩအနိဗ္ဗာန်ဆိုတာလွယ်လားမှတ်တယ်ဗျာလုံးတော့လောက်ရပါလားအမှန်လေးကျိုးတော့မသွေးလာတဲ့နေရာမကြဘူးတဲ့ကိုလိုတယ်တဲ့လာလာရှိတယ်ဆိုတဲ့အနိစ္စညာပြတ်သေးရဲ့ဘယ်ကလာပြိဿသမုပ္ပါဆက်နိုင်သေးရဲ့မဆက်နိုင်လို့ရှိရင်မဆက်တာဘူးဒီနိဗ္ဗာန်ကြီးကျေစုပြုတယ်ပြိဿသမုပ္ပါဆုံးရင်ပါဆိုကြဘယ်နေရာကဆုံးတဏှာကဆုံးလဲတဏှာဆုံးတော့နိဗ္ဗာန်ဥပါဒံဆုံးရင်တော့ကံဆုံးရင်ဒါလေးသိချာမှတ်တာပါတဏှာငြိမ်းလဲနိဗ္ဗာန်ဥပါဒံငြိမ်းလဲကံငြိမ်းလဲကဲဘုရားခင်ကိုရမကြီးကုသလံဇာန်ဆိုတော့ဘုရားဖြစ်တာဥပါဒံမရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝပရိသေမနေဘူးဆိုတော့လည်းနိဗ္ဗာန်တဏှာနိရောဓနိဗ္ဗာန်လို့ဆိုလိုက်တယ်တဏှာချုပ်တော့ဒါဖြင့်တရားဓမ္မတို့သူ့အဆက်မခံနိုင်တဲ့ကျတော့လာပြီးဖြစ်ရှုနေတဲ့ဉာဏ်ဒီတဏှာကိုလည်းငြိမ့်စေလို့နိဗ္ဗာန်ဥပါဒံလည်းငြိမ့်စေလို့ကံကိုလည်းကုန်စေနိဗ္ဗာန်ကဲတရားကျော်ဝေးသလားကဲတရားဓမ္မတို့ပရိစ္ဆေသမုပ္ပါပြတ်တာနိဗ္ဗာန်ပဲဆိုတော့ကိုယ်ကမဖြတ်လို့မပြတ်ကိုယ်ကလာတိုင်းကညာနဲ့ဖြတ်ပေးနေပြတ်တယ်ဆိုတာသိကြပါလားဒါကြောင့်ဘုရားကယထာယထာပနသကာယောပဏိတောတတတနာပဇာနာတိဥလာတာရှုနေကွနောက်ဆုံးနေကုန်းချုပ်လိုက်တခါပြောပါလေလာတာရှုနေကွာအခုຢာတို့လည်းရှုပင်ကိုရှိတယ်လည်းရှုပင်ကိုရှိတဲ့ထဲမှာຢာထုတ်လိုက်ရင်လည်းဆိုတော့တခါတည်းညံပြတ်သေးရဲ့ညံမပြတ်လည်းညံထက်တယ်အရှုပ်တရားတွေကိုလည်းအကူအညီယူသောကြောင့်ကျတော့ချမ်းသာတယ်အရှုပ်တရားတွေအကူအညီရသောကြောင့်ဉာဏ်ကလည်းလာတယ်ရှုနေသောကြောင့်ဒါဖြင့်တရားဓမ္မတို့ချမ်းသာစွာကျင့်၍မြန်မြန်ရမယ်ပေါ်ကြလားဘယ်လိုပါလိုက်တာချမ်းသာစွာကျင့်၍မြန်မြန်ရမယ်အနည်းကိုယနေ့ပြေးတာပဲတိုင်းတရားဓမ္မတို့သုံးနံပါတ်ကလေးပြောပါဦးချမ်းသာသာကျင့်ပြီးတော့နှင်းနှင်းမှရမယ်ပါတယ်တော့ချမ်းသာသာကျင့်ပြီးနှင်းနှင်းမှရမယ်လို့ဆိုထားပြန်တော့သူချမ်းသာတာတော့ကိလေသာတော့ဖြင့်ပါရဲ့ပေါ့ဗျာကိလေသာကတော့ပါတယ်တဲ့တရားဓမ္မတို့ကိလေသာပါတဲ့အတွက်ကျင့်ရတာတော့ဖြင့်သိပြီးဒီကာလမပင်မဘူးပေါ့နေတော့အဲ့ဒီနေနေတဲ့ပုဂ္ဂိုလ်ဟာလည်းတရားဓမ္မတော့တရားမဟုတ်ဘူးတဲ့ညံဝေးလို့နေဘယ်လိုကြညံဆက်ဝေးလို့ယူလိုက်သမ်းပါ
ဘယ်လိုယူကြမလဲဉာဏ်ဆက်ဝေးလို့နှေးပေါ်ကြအဲ့တော့ဉာဏ်ဆက်ဝေးလို့နှေးပါလေဆိုတာလေတခါသိတခါလေတဲ့တန်တရားရှိဖို့လိုသေးတယ်ဉာဏ်ဆက်နှေးရဉာဏ်ရမယ်ဉာဏ်ဆက်နှေးဉာဏ်ရမယ်ဆိုတာပေါ်ကြကောင်းပြီဒါဖြင့်သူကဘုရားကဒီပုဂ္ဂိုလ်လေးရှိသေးတယ်ကွာချမ်းချမ်းသာသာကျင့်ပြီးဒီကလာနေရညာဆိုတယ်အရာနှေးတယ်ကွာဆိုတော့ဩဉာဏ်တဉာဏ်နဲ့တဉာဏ်တော်တော်ဖြစ်ပြမြင်တာဝေးနေလို့ပဲမဆိုလိုက်ဘူးလားအဲ့ဒါဆိုလိုက်တော့ဘုန်းကြီးတို့ကဒကာဓမ္မတွေဘုရားခင်ကိုရမကြီးဟောထားတာရှိသေးတယ်ဟုတ်လားနေတယ်ဆိုတာလေဒကာဓမ္မတို့ဝရိယအားပြော့လို့နေဒကာဓမ္မတို့နေရတယ်ဆိုတော့ဝရိယအားပြော့သဘောကျဝရိယစိုက်နေလို့ပေါ့ဟိုကချမ်းချမ်းသာသာကျင့်ပြီးဒီကာလနေတော့ဝရိယကပြော့ဘူးလားအဲ့ဒီရောအဲ့ဒီနေရာကြတော့ဝရကသတ္တုကဝရိယပြင်းတာပဲဒါပဲရှုပြမလို့သိဘူးဟဲ့ဆိုတဲ့ဝရိယဘာလို့ပေးရပြင်းတံပေးရမယ်ဆိုတော့ပေါ်ကလားဒါဖြင့်ဝရိယပြင်းတံပေးလိုက်တဲ့ခါကြတော့နှေးပါသူကငကိုကဒီကားလို့ဆိုရင်ဒကာဓမ္မတို့ချမ်းသာသာသူအေးရွှေပြုတ်ဖြည်းဖြည်းမှယူမယ်ဆိုတဲ့အလေးပဲကိုဘုန်းကြီးများကအိုးဝရိယနဲ့သာမြန်လိုက်ကြအေးပါလေဆိုတော့လာသေးကိုခင်ဗျားတို့ကဖြစ်ပြရှိပြီးဝရိယပြင်းပြင်းထန်ထန်နဲ့လုပ်ရတယ်ရှင်းမလားဘယ်လိုလုပ်ကြမလဲဝရိယပြင်းပြင်းထန်ထန်နဲ့လုပ်လိုက်ပြီးဆိုမှပြင်မရသေးတဲ့ရအောင်မလုပ်မရပြီးသားခိုင်မရအောင်လုပ်မယ်ဆိုတော့ဝရိယနှစ်ခုသုံးလိုက်တော့သူကဘုရားကဒီဥစ္စာချမ်းချမ်းသာသာကျင့်ပြီးနှင်းနေမှရမယ်ဆိုတော့နှေးတာတော့ကျုံမခံနိုင်ဘူးဆိုပြီးကိုယ်စိတ်ကအမြန်မဲရခြင်းတယ်အသေးကစောသွားရင်ခက်တယ်ဆိုပြီးတဲ့ကာလတဲ့ချမ်းချမ်းသာသာနဲ့ကျင့်ရညာတော့လေလာသေးကိုဖြင့်ဒကာဓမ္မတို့ကိလေသာကတော့ဖြင့်သူပါတော့ပါတယ်ပါပေမဲ့လည်းပါတော့ကြာတော့ဖူးအောင်မှာသဘောကျပါတော့ကြာတော့ဖူးမှာအဲ့ဒီကြာလို့ကိုဒကာဓမ္မတွေကဘယ်လိုလုပ်သူကတော့ဖြည်းဖြည်းမှကြာလေးတစ်ခါထိုးကိလေသာပါတဲ့ပုဂ္ဂိုလ်ကိုတဲ့ထိုးတာကိုပဲလည်းကျွတ်တော့ကဘာလုပ်မလဲခိုင်းတာဖြင့်ဖြစ်ဖြစ်တည်းယေရှုပြတာကလည်းညံကလည်းထဲကြာလို့ကလည်းကိလေသာကပရိစ္ဆေသမုပ္ပါဆက်မလို့လာတာလည်းကျွတ်တော့ဆက်ရသေးရဲ့မဆက်ရတဲ့ကိုလည်းညံစိန်ကကြည်လာတာလေးကိုလည်းညံဖြစ်နေပဲညံနဲ့ပဲအသုံးချိုက်ဘယ်လိုလုပ်လိုက်လဲညာနဲ့ပဲသုံးချလိုက်တော့ဒကာဓမ္မတို့ချမ်းချမ်းသာသာလည်းကျင့်ရညာကြီးသုံးချတဲ့အတွက်မြန်မြန်လေးရဆိုတော့ဒါဖြင့်သရုပ်ထာတဲ့ဝင်ဒါဖြင့်ပထမလည်းသရုပ်ထာတဲ့ဝင်တာပဲဒုတိယကောတတိယကောအဲ့တော့ခမည်းတော်ကျွတ်တို့အသက်တန်းကလည်းဒကာကျွဲအမှန်တူပါအသက်တန်းကလေးလေးပြင်မထုတ်တဲ့စိတ်ကလေးပြီးနောက်ရှိုက်တဲ့စိတ်ဝန်တွေကမပေါ်တော့ဘူးတခါကျွယ်ဘယ်လိုဆုံးမြတ်ချင်ဟောတဲတို့တဲ့သက်တမ်းပါလားဆိုတော့ပေါ်လာဘူးလားအခုလိုတခါအတော်မြတ်တွေပါလေအသံနဲ့ပလန်နေနဲ့ရှုပ်လာပြန်တော့လေကဘာကြီးတောင်ပြတ်နိုင်ပါလားဆိုတော့အတူဟာရောမရှိဘူးလားအဲ့ဒါတွေဖြစ်နေတာဒီလောက်တူတဲ့အထဲမှာကျတော့ကသင်သင်ရဲ့ချင်းနှင်းနှင်းမှရမယ်သင်သင်ရဲ့ချင်းမြန်မြန်ရမယ်ဒါလည်းမလို့ချင်းချမ်းချမ်းသာသာကျင့်ပြီးနှင်းနှင်းမှရမှာအာမြန်မြန်ဒီခါလဲဒကာဓမ္မတို့ချမ်းချမ်းသာသာလည်းကျင့်အမြန်လည်းရတယ်နီးလားဘယ်ဟာလိုက်ကြမလဲဒကာဓမ္မတို့ကျင့်တဲ့အခါလဲချမ်းချမ်းသာသာဆိုတော့ဒကာဓမ္မတို့ခင်ဗျားတို့ကြိုက်ခဲ့ကြပါအမြန်ရတယ်ဆိုတော့ဒါဖြင့်ကိုယ်ကြိုက်ကဘုမလေးမှာသွားနေကိုယ်ကြိုက်ကလေးဆိုတာဘာပါလိမ့်ဒီကကျွေးချမ်းချမ်းသာသာလည်းကျင့်ရတယ်အမြန်လေးရလေးနံပါတ်ကလေခင်ဗျားတို့ကြိုက်ဆုံးဒီထဲမှာပဲဟာပါလေလေးနံပါတ်ပဲဒါဖြင့်လေးနံပါတ်ခင်ဗျားတို့ခိကြိုက်ပဲဆိုရင်လည်းမလွယ်ပါဘူးလေးနံပါတ်ခိကြိုက်ပဲဆိုရင်လည်းအဲ့ဒီလေးဖြစ်ခြင်းလို့ရှိရင်လည်းတစ်ကိုလည်းပြင်ရပါတယ်နှစ်ကိုပြင်ရပါ
သုံးဖို့ပြင်ဒါကတော့ဆရာသမားပေါ့မိတယ်ပင်ကိုပါရမီကတစ်ပုဂ္ဂိုလ်လည်းပါကြနှစ်ပုဂ္ဂိုလ်သုံးပုဂ္ဂိုလ်ပါကြသို့တော့များသောအားဖြင့်1နဲ့3ကသာများတယ်4ကဘုရားလက်ထက်ကလူတွေများ4ကဘုရားသဘောကျအခုအများဆုံးကိုရည်တွက်ရင်ဖြင့်တစ်ပုဂ္ဂိုလ်များအဲ့ဒီတစ်ပုဂ္ဂိုလ်ကို4ပုဂ္ဂိုလ်ဖြစ်ရှင်လဲခမည်းတော်အခုပြောတဲ့နည်းကိုသာလိုက်ပါ4ပုဂ္ဂိုလ်ကတစ်ဖြစ်ရှင်တစ်ပုဂ္ဂိုလ်က4ဖြစ်ရှင်ပြောတဲ့နည်းဆိုတာကဈာတို့ကိလေသာကိုကိုယ်ပဲမြအောင်လုပ်ဖို့ပဲဘာဆိုကြမလဲသဘောကျကြည့်ပါတဲ့ဓာတုစီတို့ဒကာဓမ္မတို့ယူဇနာသိရတယ်အဲဒီညရမ်းပေါက်ပြေးဘုရားတခါတည်းဆုံးခံသွားနေတာဆုံးခံရမှတ်တာအရှင်ဘုရားတရားဟောပါဆုံးခံရမှတ်တာတရားဟောပါဆိုတော့အာဓာတုစီဘယ်ဆုံးခံရင်တရားဟောမှာမဟုတ်ပါဘူးကောဘုတရားပြက်ကုန်နေမယ်မဟုတ်ဘူးဗျရှင်ပြဆုံးဖုံးခဲ့ရတာကြာလာပါပြီဘောများဆိုတော့မြတ်ဆုံးမစားဘူးမရှိပါဘူးမြန်မြန်သာဟောပါတပည့်တော်တို့အရှင်ဘုရားခန္ဓာကိုယ်လည်းအိဋ္ဌတပည့်တော်ခန္ဓာကိုယ်လည်းအိဋ္ဌဒါကြောင့်မြန်မြန်ဟောပါလို့ပြောတယ်ဆိုတော့ဘုရားခင်ကိုရမကြီးကအမောကဆိုင်တော့ညံလေးမချက်ဖဲနေသူကယူဇနာသိရတယ်အဲဒီညရင်းညလာခဲ့အဲ့ဒီညံကတိမ့်နေဘိုလ်ဝိတ္တတွေကဝင်းနေဒီတယ်ဘုရားဆိုင်ပါအောင်ကွဆိုတော့တပည့်လောက်သုံးခံသွားပြန်တယ်ရှင်ဘုရားဟောတော့ဘုရားမဖြစ်ဘူးဆိုပြီးဒီကလာဟောခိုင်းတော့လည်းနေပါအောင်ကွအမောကကောင်းကောင်းမပြေသေးလို့အမောကောင်းပြေသေးတော့ညာငါထက်ပါအဲ့ဒါနဲ့နောက်သုံးခါကျတော့ကဲကွာမင်းဒီကားလို့ရှင်မြင်တာဖြစ်ဖြစ်ရှုကြားတာဟုတ်အဲ့ဒါကိုရှုလိုက်လို့ရှင်ပြီးတာပါပဲကွာဆိုတော့ဘုရားလည်းဟောပြီးရသူလည်းရှုလိုက်တာပဲရှုလိုက်တဲ့နဲ့ပြင်တယ်မဲလေးတာဒီခြေတော့မှီရင်ရမြန်မလားအဲ့ဒါဘာတော့ဆိုလို့ရှိရင်ဒကာဓမ္မတို့ကမြင်နာကြတာဘာအကုန်လုံးပြီးကြလားအကုန်သာဖြစ်ဖြစ်ရှုလို့ကွာလို့ဆိုတော့ဒီတရားလည်းပါရှင်းမလားလာသေးကိုဘာလုံးလဲအဲ့လာသေးဖြစ်ဖြစ်ရှုဆိုတော့ဒကာဓမ္မတို့ကိလေသာဒီဆင်းရဲတဲ့အလုပ်ကြီးကောဆင်းရဲပေးမလို့လာတာကောကျွတ်တို့ကိုကန့်ကွက်နိုင်သေးရဲ့လားသူလာလို့ရှိရင်သူစကားနားထောင်ရင်ကျွတ်တို့အလုပ်ချေသွားပြီအရာနှေးပေါ့အဲ့တော့သူစကားလည်းနားမထောင်ဘူးတခါလဲဓာတုဘာဖြစ်ဖြစ်ရှုလိုက်လို့ဘုန်းကြီးတို့ပြောဖြင့်ဓာတုစီဟောနည်းပြောတာဒါကြွယ်ရိမ့်နေဗလားဥမာရင်ရိမ့်နေဒါဖြင့်ခမည်းတော်တရားပြန်တော့ထိုင်တာပေါ့ထိုင်ကြည့်လိုက်တဲ့အခါကျတော့လာတော့ဓာတုကတော့လာမှာလာတာဘာလို့ကြအဲ့ဒီပဲရှုလိုက်တော့သမန်းဖို့ရာသူလာပြီးကျွတ်တို့ကိုအဖြစ်သဘောနဲ့လာကျွတ်တို့ကအပြုသဘောနဲ့ရှုကြည့်လိုက်တော့အပြည့်သဘောကအပြုသဘောဖြစ်သွားတဲ့အခါကျတော့ကျွတ်တို့ရန်သူသည်ဟုတ်လားရည်ရွယ်ချက်ကရန်သူဖြစ်တယ်လားကျွတ်တို့စီရောက်တဲ့အခါကျတော့မိတ်ဆွေပြင်းနဲ့မှုထမ်းတော့ဒီလိုလုပ်ပလိုက်လို့ရှင်မကြပါဘူးကဲဓမ္မတွေသဘောပါဗလားဒါဖြင့်ကိလေသာကြာထိုးတိုင်းကြာထိုးတိုင်းပါလုံးမယ်ဒီပြည့်ရှုလိုက်တဲ့အတွက်ဆင်းရဲသွားခြင်းရမှာလားဒကာဓမ္မတို့တဲ့ချမ်းချမ်းသာသာခြင်းရမှာကိုယ်ကငါဖြစ်ဖြစ်ရှုနေတာပဲသူကြားထိုးပဲမဲ့သူစကားမှနားမထောင်တော့จิตတော်မှာပဲသူလည်းရှုခံလာတာပဲစိဖြစ်ပြတာရှုလာအဲ့ဒါဉာဏ်ချင်းကပဲနဲ့ဖြစ်သွားပြီဉာဏ်ရင်ပြီးဆိုလဲဣန္ဒြေကမရင်လားပြင်းရင်ကြည်ရင်ဒါဖြင့်ချမ်းချမ်းသာသာကျင့်ရ၍ဟုတ်လားဣန္ဒြေရင်လွယ်သောကြောင့်တဲ့ဒကာဓမ္မတို့သရုပ်ရပုဂ္ဂိုလ်ဖြစ်ရတယ်ရှင်းမလားဒါဖြင့်ဒီနေ့လုတ်ပေးနည်းကိုသေသည်တောင်ခမည်းတော်မဖြောက်ပါနဲ့အလွန်ရေးကြည့်တဲ့စကားဆိုတာလည်းသိတော့ပါရှင်းကြကဲယနေ့ဒီရင်တော်ကြ